ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူရီကိုင်း channel လေးရတယ်ပြီးတော့ကျွန်တော်ကိုမာရီမိသားစုနေအားလုံးပဲမင်္ဂလာပါလို့ဒူတောင်ပြန်ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမာရီအားလုံးပဲเนาะကျွန်တော်ဒီ live debut file လေးကကျွန်တော်ညနေတော့ပါကြာပလေးညနေစီမှာအဓိကထားအဓိကစားမယ်မင်္ဂလာလေးနဲ့ကျွန်တော်ရွေးကနာပြီးပေါက်လေးခွက်ကိုကျွန်တော်ထုံးစံလိုက် view file လေးနဲ့လာအောင်မြောက်ပြီးတော့ပါเนาะကျွန်တော်ဒီကကျွန်တော် live တော့မလွှင့်တော့ဘူး view file လေးပဲပြောပြီးတော့မယ်เนาะကျွန်တော်ကမာထွေတူပြောစရာမရှိလို့เนาะ live မလွှင့်တော့ဘူး view file ပဲပြောပြီးမယ်ကျွန်တော်ညနေတော့1ချိန်ကတော့အဓိကကျွန်တော်ကမာရီကျွန်တော်1ချိန်လေးကြန့်ယူဆော့မယ်မကြန့်တော့ရဲပစ်ပါညနေမှာတော့ကျွန်တော်ရဲ့1ချိန်ကြားလိုက်ခြင်းအများဆုံးကဏ္ဍလေးကတော့1ချိန်က1ခုံ1ချိန်เนาะ1ပိုင်းခုံပိုင်းမှာအမျိုးတွေအားလုံးပဲညနေတော့ကို1ခုံ1ချိန်မှာ1နဲ့ခုံဘယ်ဟာကြိုက်လဲဆိုညနေမှာ1ကိုပို့ကြိုက်ပါတယ်เนาะမျိုးရအားလုံးပဲဒါဒီလိုမေးမှဆိုတော့ကျွန်တော်ကြိုသိတယ်ဒါကြောင့်1နဲ့ခုံမှာဘယ်ဟာကြိုက်လဲဆိုတော့ကျွန်တော်1ကိုပို့အားတာတယ်ဒါကြောင့်ပတ်တိဆော့ချင်တယ်ဆို1ပတ်တိခုံမှာအဓိကဆော့မယ်အမျိုးတွေအားလုံးပဲเนาะ1ခုံ1ချိန်မှာညနေတော့ကိုเนาะ1ခုံ1ချိန်မှာအကူမတွေအားလုံးပဲ1ချိန်လေးကြိုက်လိုက်လမနှိပ်ပြီးတော့ live video file လေးကိုအစဆုံးလေးကြည့်ပေးเนาะမျိုးရအားလုံးပဲပြီးတော့ကျွန်တော်ကမှပြောရရှိတာကကျွန်တော်ကမွေးကနန်းထုတ်ပေးထားတဲ့ကဏ္ဍเนาะအခုကျွန်တော်ကမှဒါတရက်ပဲရှိသေးတယ်ကျွန်တော်က4ပွဲကျန်2ရက်ဆိုတော့4ပွဲရှိပါမယ်เนาะဆိုဒီပွဲမှာပါဆိုတော့3ပွဲကျန်မယ်ကျွန်တော်မွေးကနန်းကိုဒီ4ပွဲမှာအဓိကမွေးရမယ်စော့ရမယ်လို့ကျွန်တော်ပြောပေးထားတာအကူမရအားလုံးပဲဒါကြောင့်မလို့ဒီတပွဲပဲရှိပါသေးတယ်ကျွန်တော်ကမှညနေဝယ်နေနောက်2ရက်ကျန်ပါသေးတယ်မထွက်မှဘူးနဲ့ထွက်မှဒါကြောင့်ယုံကြည်စိတ်ချစွာနဲ့ရဲလေးလိုက်ပေးပါကျွန်တော်ကမတွေကဒါလေးကိုတော့သိမယ်ထင်ပါတယ်တချို့တွေဘိုင်ဘာမှာလာပြောနေကြပြီဘာလို့ကနန်းကမပါတာလဲဆိုတော့ကျွန်တော်ကစော်ကြီးတဲ့ကမွေးကနန်းပါလို့ကျွန်တော်ပြောတယ်လေเนาะမွေးကနန်းပွဲလေးပွဲကိုအဓိကဆော့ရပါမယ်လို့ကျွန်တော် live ထဲမှာတစ်ခါပြောပေးခဲ့တယ်เนาะအကူမရအားလုံးပဲတေချာလေး share အောင်နားတော့ပါเนาะမျိုးရအားလုံးပဲဒီကနန်းကားကကျွန်တော်ကဒီကနန်းကားကမွေးရမယ်ကနန်းဖြစ်ကျွန်တော်ပေးထားတာကြံ2ရက်အတွက်เนาะမျိုးရအားလုံးပဲเนาะဒါကြောင့်တေချာလေးမွေးပါတေချာလေး live ဆော့ထားပြီးပါမျိုးရအားလုံးပဲเนาะကဲနေတဲ့ကူမကြီးကတော့ညနေမှာ1ခုံ1ချိန်နဲ့အဓိကဆော့ပေးပါเนาะမျိုးရအားလုံးပဲ1ချိန်ကတော့1ခုံ1ချိန်ပါအမျိုးရအားလုံးပဲเนาะတင်းနဲ့ကျွန်တော်ပြီးပေါက်4ခွက်ထုတ်ပေးမယ်ခွန်နဲ့4ခွက်ပြီးတော့မိန်ကနန်း2ခွက်ရွေးချက်ပေးပါမယ်เนาะအမျိုးရအားလုံးပဲเนาะပြီးတော့အဓိကเนาะတင်းနဲ့ထူရမယ့်ကဏ္ဍလေးခွက်ကျွန်တော်ခေါ်ပြပေးမယ်တင်းနဲ့ထူရမယ့်အဓိကကဏ္ဍလေးခွက်က30 1 2 1 9 1 5ပါအမျိုးရအားလုံးပဲเนาะတင်းနဲ့ပတ်သက်ပြီးအဓိကထူရမယ့်ကဏ္ဍလေးခွက်က30 1 2 1 9 1 5ပါအမျိုးရအားလုံးပဲเนาะတင်းနဲ့ပတ်သက်ပြီးအဓိကထူရမယ့်ကဏ္ဍလေးခွက်က30 1 2 1 9 1 5ပါเนาะဒီကဏ္ဍလေး၄ခွက်က1နဲ့ပတ်သက်ပြီးတော့အဓိကထူရမယ့်ကဏ္ဍ၄ခွက်ပါအမျိုးရအောင်ပဲเนาะပြီးတော့ကျွန်တော်ခွန်နဲ့ပတ်သက်ပြီးအဓိကထူရမယ့်ကဏ္ဍ၄ခွက်က80ခွန်8ခွန်2ခွန်5ပါအမျိုးရအောင်ပဲเนาะခွန်နဲ့ပတ်သက်ပြီးတော့အဓိကထူရမယ့်ကဏ္ဍလေး၄ခွက်က80ခွန်8ခွန်2ခွန်5ပါအမျိုးရအောင်ပဲเนาะဒီကဏ္ဍ၄ခွက်ကလည်းခွန်နဲ့ပတ်သက်ပြီးအဓိကထားအဓိကကစားမယ့်ကဏ္ဍ၄ခွက်ပါကဲပြီးတော့မျိုးရအောင်ပဲဒီဘက်မှာကျွန်တော်ကနေတဲ့ကဏ္ဍလေးကအစင်မပြေဘူးဆိုပေမဲ့เนาะအစင်မပြေတာဆိုရင်လည်းလုံးလုံးလွဲနေတာမဟုတ်ဘူးကျွန်တော်ဒါဝမ်းချင်းမြတ်ပြီးတော့အကွက်မှာပါတဲ့ခန်းတွေမှာရှိမယ်ပြီးတော့ကျွန်တော်အခွေပဲမှန်ပြီးတော့ဝမ်းချင်းလွဲတဲ့ခန်းလေးတွေရှိတယ်ဒါကြောင့်ကျွန်တော်ကမှဒီဘက်မှာနေတဲ့သမားတွေကနည်းနည်းတော့ခက်ခဲနေပြီဒါအစင်မတော့သိမပြေသေးဘူးเนาะဒါပေမဲ့ကျွန်တော်ရဲ့ဇာတုဖွဲ့သမားတွေကတော့ကျွန်တော်မိန်းကန်းလေးမိအောင်တော့ကျွန်တော်အကောင်းဆုံးတော့ကြိုးစားပေးထားတယ်เนาะဒါကြောင့်ကိုမတွေအားလုံးပဲဒီချာလေးတော့ပုံမှန်လေးကြည့်ဆော့ပေးပါစိတ်တက်မကြပါနဲ့ကျွန်တော်ပြောတာလေးအဓိကဆော့ပေးပါအမျိုးအားလုံးပဲပြီးတော့လာဘက်တော့လည်းကျွန်တော်ဒါအဖွဲ့ဝင်ခေါ်ရတဲ့အတွက်ကြောင့်မလို့အဖွဲ့ဝင်နေတဲ့ဆန္ဒရှိရင်အဖွဲ့ဝင်နေတဲ့ဆိုတော့အဖွဲ့ဝင်လို့ရပါပြီเนาะမျိုးအားလုံးပဲကဏ္ဍမှန်မှန်ဆွတ်ခေါ်နေတာမဟုတ်ဘူးเนาะကျွန်တော်ရဲ့အာမခံမှုရှိတယ်ကျွန်တော်ငွေ1000ယူပြီးတော့ကျွန်တော်ကောင်မတွေချပေးတဲ့ကဏ္ဍတွေကမိန်းကဏ္ဍတွေပဲထိထားတာเนาะမျိုးအားလုံးပဲမိန်းကဏ္ဍတွေပဲထိသွားတာဒါကြောင့်ကျွန်တော်ကောင်မတွေအားလုံးပဲကဏ္ဍမှန်မှန်ဆွတ်ခေါ်နေတာတော့ကျွန်တော်မပြောပါနဲ့เนาะဒီလိုပြောတော့မယ်လာပြောနေရတယ်ရှိတယ်เนาะကဏ္ဍကမှန်မှန်တာမဟုတ်ဘူးကျွန်တော်ငွေ1000ယူပြီးတော့ခေါ်ထားတဲ့ကဏ္ဍလေးကနှစ်ခါချပြီးနှစ်ခါလုံးမိန်းကဏ္ဍနဲ့ကျွန်တော်ကောင်မတွေကိုကျွန်တော်တာဝန်ကျအောင်လုပ်ပေးထားတယ်เนาะမျိုးတွေအားလုံးပဲအဓိကတော့နေတဲ့ကဏ္ဍလေးလွဲနေတာရှိတယ်နေတဲ့ကဏ္ဍလေးကလွဲနေတယ်ဒါကျွန်တော်ရိုးသားဆုံးပါပဲเนาะနေတဲ့ကဏ္ဍလွဲနေတယ်ဒါပေမဲ့ကျွန်တော်ဒါနောက်ထပ်3ပွဲကြံပါမယ်ဒီညနေပွဲနဲ့နောက်ထပ်ကျွန်တော်တို့တောက်ကြနေမနှက်ညကြံမယ်ကျွန်တော်အကောင်းဆုံးလေးအကွက်မိအောင်ကြိုးစားပေးမှာပါဒါကြောင့်မျိုးတွေအားလုံးပဲဒီကဏ္ဍလေးတွေကိုအဓိကကျွန်တော်ရွေးချယ်ပေးတဲ့ကဏ္ဍလေးတွေကိုညနေစီဦးစားပေးဆော့ပေးပါဒါကြောင့်မို့မွေးကဏ္ဍကျွန်တော်ထုတ်ပေးတဲ့မွေးကဏ္ဍ9ခုကိုလိုချင်တယ်ဆိုတော့ကျွန်တော်ရှိဖုန်းဆက်ပေးပါเนาะဖုန်းနံပါတ်လေးက3994394934နဲ့ပါဘိုင်ဘာကဟိုင်းလို့ရတယ်လို့ဖုန်းဆက်ပြီးလဲတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်မွေးကဏ္ဍလိုချင်သည်ဖြစ်စေအဖွဲ့ဝင်ကြီးဖြစ်စေဖုန်းဆက်လို့ရတယ်ဘိုင်ဘာကဟိုင်းလို့ရတယ်အမျိုးရအောင်ပဲเนาะကဲကျွန်တော်ကမှအားလုံးပဲကျွန်တော်မိန်းကဏ္ဍလေးခေါ်ပြပေးမယ်ပြီးအခွေလေးပြောပြီးတော့ video file လေးကျန်တာเนาะကဲကျွန်တော်1ချိန်က1ခုံ1ချိန်မှာညနေတော့เนาะကျွန်တော်ဒါတင်းနဲ့ပတ်သက်ပြီးဒီကထူမဲ့ကဏ္ဍလေးခွက်က30 1 2 1 9 1 5ပါကျွန်တော်ဒါခွန်နဲ့ပတ်သက်ပြီးဒီကထူမဲ့ကဏ္ဍလေးခွက်က80ခွန်8ခွန်2ခွန်5ပါเนาะဒါခွန်နဲ့4ခွက်1နဲ့4ခွက်เนาะပြီးတော့ကျွန်တော်ဒါမိန်းကလေးလာပြီး1နဲ့ကျွန်တော်16တကွက်ကောင်းပါခွန်နဲ့ပတ်သက်ပြီးခွန်9တကွက်ကောင်းပါခွန်9တင်ကွက်16တင်ကွက်ပါညနေ4:30စီမှာခွန်9တင်ကွက်16တင်ကွက်ပါအမျိုးရအောင်ပဲခွန်9တင်ကွက်16တင်ကွက်ပါအမျိုးရအောင်ပဲဒါကခွန်နဲ့ပတ်သက်ပြီးတကွက်ကောင်းတင်းနဲ့ပတ်သက်ပြီးတကွက်ကောင်းလာပြီးမိန်းကလေးလာပြီးကျွန်တော်ဒါ sorry ပါအခွေကဏ္ဍလေးလာအခွေကဏ္ဍလေးက13996ပြီးပေါက်၄လုံးခွေလေးပါအခွေလေးက
13996ပါ1096 13996လေးလုံးပေးပါအခွေလေးပါခင်ဗျာအမျိုးကြီးအားလုံးပဲเนาะကဲကျွန်တော်ကမိုင်ကနားလေးပြောတာစုံပြီဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ video file လေးရှင်းအောင်ပြပါကျွန်တော်ကမိုင်အားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကြမရင်ပြည့်စုံပါစေကျွန်တော်ကိုရင်းနဲ့ကန်ဆက်ပြီးတော့ညနေစီမှာမေကနန်းမိကြပါသေးကျွန်တော်စတော်နဲ့ပဲကျွန်တော်ရဲ့ live video file လေးဒီမှာပဲရှင်းအောင်ပြပါအားလုံးပဲ good luck ပါညနေကျွန်တော်ဒါ9နာရီ live မှာအောင်ပွဲခံတယ်ပြောပြပါမယ်အားလုံးပဲဘိုင်းပါเนาะ